2026 ခုနှစ်ကိုနီးကပ်လာတာနဲ့အမျှနှစ်သစ်မှာဘယ်ရာသီခွင်တွေကကံအကောင်းဆုံးဖြစ်လာမလဲဆိုတဲ့ဟောကိန်းတွေလည်းအမျိုးမျိုးထွက်ပေါ်လာပါတယ်။ဗေဒင်တုတအနေနဲ့ကတော့ကြာတာပတိဂျိုကြီးကသာလူတစ်ယောက်ရဲ့ကံစားတာကိုတိုးတက်ကောင်းမွန်စေတဲ့အရာဖြစ်တယ်လို့ယူဆတဲ့အတွက်2026 ခုနှစ်မှာဘယ်ရာသီဖွားတွေကကံအကောင်းဆုံးဖြစ်လာမလဲဆိုတာဂျူပီတာအစီအနှင်းပေါ်မူတည်ပြီးလိုတိုရှင်းတင်ပြလိုက်ပါတယ်။ကောစာဂျူပီတာစီးနှင်းဖြတ်တန်းမှုအရဆိုရင်2026 ခုနှစ်လယ်ပိုင်းလောက်အထိကရကတ်ရာသီဖွားတွေဟာလိုအင်ဆန္ဒတွေအားလုံးပြည့်စုံလာနိုင်ပြီးငွေရေးကြေးရေးချစ်ချင်းမေတ္တာအရေးနဲ့အိုးအိမ်မိသားစုအရေးကိစ္စတွေမှာကံကောင်းခြင်းတွေဖြစ်ပေါ်လာဖို့ရှိနေပါတယ်။ဇွန်လနောက်ပိုင်းမှာတော့တင်ရာသီဖွားတွေကအဖက်ဖက်ကတိုးတက်ဖြစ်ထွန်းမှုတွေစတင်ရရှိလာပြီးတော့အရေးချင်းတစ်တွေဘဝတလန်းတစ်တွေတီထွင်ဖန်တီးမှုတွေနဲ့လိုချင်တဲ့အောင်မြင်မှုများစွာကိုပိုင်ဆိုင်ရရှိလာတတ်ပါတယ်။အဲ့ဒီနောက်မှာတော့မိတ္တရာသီဖွားတွေကကိုယ်ပိုင်ခံယူချက်နဲ့ယုံကြည်မှုအပိုင်းတွေမှာတိတာအားကောင်းတဲ့ပြောင်းလဲဆန်းသစ်မှုတွေဖြစ်ပေါ်လာပြီးရဲရင်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့အတူအလောက်ကိုင်အသက်မွေးဝမ်းကြောင်းကိုထူးကဲအောင်မြင်အောင်လှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ပြီးတော့ကာလရှည်ကြာစူးစမ်းအားထုတ်ခဲ့တာတွေကနေအကျိုးမြတ်တီးပွင့်တွေကိုခံစားရဖို့ရှိနေပါတယ်အဲ့ဒီလိုပဲဓနုရာသီဖွားတွေကလည်း2026 ခုနှစ်ရဲ့ကံကောင်းမဲ့ရာသီခွင်တွေထဲမှာအပါဝင်ဖြစ်နေပြီးပညာရေးကဏ္ဍနိုင်ငံရဲ့ခြားနဲ့ခီးသွွာလာရေးကဏ္ဍတွေမှာလိုအင်ဆန္ဒတွေပြည့်ဝလာနိုင်ပါတယ်ကိုယ်စိတ်ကူးအိမ်မက်ကိုလက်တွေ့ဖြစ်လာအောင်စွမ်းဆောင်ခွင့်ရမယ့်နှစ်တစ်နှစ်ဖြစ်ပြီးအကြီးအကဲဆရာသမားတွေစီကလည်းကူညီဆောင်ရှောက်ပံ့ပိုးမှုတွေရရှိလာမယ့်နှစ်ဖြစ်ပါတယ်ဒါကတော့2026 ခုနှစ်မှာကောစာဂျူပီတာရဲ့အသွာလာပေါ်မူတည်ပြီးတော့ကံကောင်းပျော်ရွှင်မှုတွေခံစားရမယ့်ရာသီဖွားတွေကိုကောက်နှုတ်ဖော်ပြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဗေဒင်တုတကနေတနစ်တာရာသီဖွားဟောကိန်းတွေကိုလည်းနောက်ပိုင်းမှာတင်ဆက်ပေးဦးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗေဒင်ဝါဒနာရှင်ပရိသတ်အပေါင်းဘေးရန်ကင်းကွာပြီးလိုရာဆန္ဒပြေဝကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်